ယနေ့ခေတ်မှာ data ကစီးပွားရေးလုပ်ငန်းတစ်ခုလုံးရဲ့နှလုံးသားဖြစ်နေပါတယ်။အကြီးစားစိန်ခေါ်မှုတွေကိုကြိုဖြတ်ဖို့ကမ္ဘာတဝန်းကထိပ်တန်းကုမ္ပဏီတွေက SAP HANA ကိုယုံကြည်မှုရှိစွာအသုံးပြုနေကြပါတယ်။ဒါဆိုရင် Pfizer, Audi, Bosch နဲ့အတူကမ္ဘာလုံးဆိုင်ရာကုမ္ပဏီ4800လောက်ထိုင်းနိုင်ငံကထိပ်တန်းဘဏ်လုပ်ငန်းငှက်လီနဲ့ထုတ်လုပ်ရေးလုပ်ငန်းတွေဘာလို့ IBM Power System ကို SAP HANA အတွက်ရွေးချယ်ကြရလဲ။အကြောင်းရင်းကတော့ထူးခြားတဲ့စွမ်းဆောင်ရည်ပါ။ IBM Power System တွေဟာ SAP မှာအတည်ပြုဝေထားတဲ့စာပါများဖြစ်ပြီးစွမ်းဆောင်ရည်မြင့်တည်ငြိမ်မှုကောင်းလုံခြုံမှုမြင့်ဖြစ်စေတဲ့အပြင်စနစ်စီမံခန့်ခွဲမှုကိုလွယ်ကူစေပြီးစရိတ်လည်းလျော့နေစေပါတယ်။နောက်ဆုံးပေါ် IBM Power 10 chip အသစ်ကိုအသုံးပြုပြီးကိုယ်တစ်ခုချင်းစီအတွက်အမြင့်ဆုံးစွမ်းဆောင်ရည်ကိုပံ့ပိုးပေးပါတယ်။ SAP လုပ်ငန်းတွေမှာအရေးကြီးတဲ့ SAP Benchmark တွင်ထူးခြားတဲ့အရေးချင်းပြနိုင်ပါတယ်။အပြင်မှာတော့ကိုယ်တစ်ခုချင်းစီမှာ thread 8ခုအထိအသုံးပြုနိုင်တဲ့အတွက်ဒီပညာလုပ်ငန်းတွေအတွက်အမြန်နှုန်းနဲ့ထိရောက်မှုကိုတိုးမြှင့်ပေးနိုင်ပါတယ်။ IBM Power System Plus SAP HANA တဲ့လုပ်ငန်းအတွက်အနာဂတ်ကိုစွမ်းဆောင်မဲ့မဟာဗျူဟာမြုပ်နှံမှုတစ်ခုပါ